အရင်ဆုံး Barbell Bench Press ကို4ကြော5ကြိမ်ကစားပါတယ်။ဒါက Strength အတွက်ပါ။အရင်ကတော့ကျွန်တော် Hypertrophy only ကစားတယ်။အခုတော့ Strength နဲ့ Hypertrophy ကိုမျှမျှတတတွဲကစားမှာဖြစ်ပါတယ်။ဝင်လာတဲ့ကျွန်တော်ရဲ့ခံယူချက်ပေါ့လေ။ဒုတိယတစ်ခုကတော့ Barbell Press ကိုတော့4ကြော6ကြိမ်ကစားတယ်။သူလည်း Strength အတွက်ပဲဖြစ်တဲ့အတွက်ကျွန်တော်အကြိမ်ကိုတတိယတစ်ခုကတော့ Weight Lift ကကျတော့ကျွန်တော်3ကြော8ကြိမ်ကစားတယ်။အခုမှစကစားတာဆိုတော့တော်တော်လေးတော့ညောင်းတယ်ပြီးတော့တုံလည်းတုံနေတယ်။ဆိုတော့နောက်တစ်ခုကတော့ Incline Dumbbell Press ကိုတော့ကျွန်တော်3ကြော12ကြိမ်ကစားတယ်။သူကကျ Hypertrophy အတွက်ကစားတာဖြစ်တယ်။ဆိုတော့အဲဒါကြောင့်ကျွန်တော်12ကြိမ်ကစားပါတယ်။ Weight ကတော့အကြီးတွေမမနိုင်သေးဘူးပေါ့အခုမှပြန်ကစားတာဆိုတော့လေအကြီးတွေမပြီးတော့မထိရောက်တာလည်းရှိတယ်ကိုယ့်ဟာကိုယ်ချိန်ပြီးတော့ပဲကစားကြဖို့အကြံပေးချင်ပါတယ်ပြီးတော့ tricep pull down သူလည်း hypertrophy အတွက်ကစားတာဖြစ်တဲ့အတွက်ကျွန်တော်12ချက်ကစားတယ်12ကြိမ်ကစားတယ်ပေါ့3ကြော့ပြီးရင် farmer carry ကကြာကျွန်တော် strength နဲ့ power တိုးဖို့အတွက်ကျွန်တော်ထည့်ပြီးကစားတာဖြစ်တယ်သူ့ကိုကျွန်တော်10မိနစ်လမ်းလျှောက်တယ်10မိနစ်လမ်းလျှောက်တယ်ကျွန်တော်5ကြော့ကစားတယ်အဲ့ဒါမျိုးကလည်းကျွန်တော်အနေနဲ့ like ကစားဖို့အတွက်အကြံဉာဏ်ပေးပါတယ်ပြီးရင် Paddle Row ကတော့ကျွန်တော်3ကြော့ကို10မိနစ်ကစားပါတယ်ဆိုတော့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်